TikTok မှာကိုယ့်ရဲ့ပုံကိုပဲဖြစ်ဖြစ်ကိုချစ်သူရဲ့ပုံကိုပဲဖြစ်ဖြစ်အခုလိုမျိုး sticker လေးတွေပြုလုပ်ပြီးတော့ပုံပို့လို့ရနေပြီဆိုတာသိပြီလားမသိသေးရင် video လေးကိုစောင့်ကြည့်လိုက်ပါပထမဆုံးဖုန်းထဲမှာရှိရဲ့ TikTok တွေကိုဝင်လိုက်မယ် TikTok ထဲမှာရောက်ရင်ဒီ inbox ဆိုတဲ့နေရာလေးကိုကျွန်တော်ကတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကိုပို့ခြင်းတဲ့လူတယောက်ကိုရွေးလိုက်မယ်ဒီထဲမှာရောက်လို့ရှိရင်ကျွန်တော်က sticker ပုံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင်ဒီမှာအပေါင်းလေးကိုကျွန်တော်တို့ကတစ်ချက်ထပ်နှိပ်ပေးလိုက်ပါပေါင်းလေးနှိပ်ပြီးရင်ကိုပို့ခြင်းတဲ့ပုံလေးတစ်ပုံကိုရွေးလိုက်မယ်ပြီးရင်ပုံလေးကိုကျွန်တော်တို့ကအတိုးချက်ကိုစိတ်ကြလေးလုပ်လိုက်မယ်လုပ်ပြီးသွားလို့ရှိရင်အောက်မှာပါတဲ့ cut out ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင် background လေးပျောက်သွားမှာပေါ့နော်ပျောက်ပြီးသွားရင်ကျွန်တော်ကဘေးမှာပါတဲ့အယောင်လေးတွေကိုကိုစိတ်ကြရွေးလိုက်မယ်ရွေးပြီးသွားလို့ရှိရင်ကိုစာရေးခြင်းလို့ရှိရင်အောက်မှာပါတဲ့ AA ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကိုစိတ်ကြစာလေးတွေကိုရေးလိုက်မယ်ရေးပြီးသွားရင်အဲ့စာလေးတွေကိုအယောင်ပြောင်းခြင်းဒီနေရာလေးမှာတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင် color လေးတွေကိုစိတ်ကြပြောင်းလို့ရမှာဖြစ်ပါတယ်ကိုစိတ်ကြ color လေးပြောင်းပြီးရင် dance ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် S စာသားလေးကိုကိုစိတ်ကြနေရာလေးကိုပြောင်းထားလိုက်မယ်ဒါပြီးအောက်မှာပါတဲ့ create sticker ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်ခုလိုမျိုး sticker လေးပေါ်လာမယ်ပေါ့နော်ကိုကပို့ခြင်း sticker လေးကိုနှိပ်ပေးလိုက်အောင်ပါပဲဟုတ်ကဲ့ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်သုံးဖို့မယ်ဆိုရင် click လုပ်လေးနှိပ်ခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျ